ကျမရဲ့အချစ်ဆုံးတငယ်ချင်းဆိုတဲ့ဒီငွေဟောင်းမကကျမရဲ့မွေးကင်းစသမီးလေးကိုသူ့သမီးနဲ့တိတ်တဆိတ်လဲလှယ်နေတာကိုကျမရဲ့မျက်စိရှိတင်မြင်လိုက်ရတဲ့အခါမှာတော့တကယ်ကိုထိတ်လန့်စရာအမှန်တရားကြီးပေါ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ကျမကတော့ဘာမှမပြောဘဲသူလည်းညာနေတာကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တာပါ။သူကညမောင်မောင်မှာအရေးတစ်ခုလိုပျောက်ကွယ်သွားတာနဲ့ကျမလည်းဘာမှမသိတာစီပဲကျမပိုင်ဆိုင်တဲ့အရာကိုပြန်ရဖို့အတွက်တိတ်တဆိတ်လှုပ်ရှားခဲ့ပါတယ်။ကလေးတွေကိုသူတို့နေရာသူတို့စီပြန်လဲလိုက်ပြီးလှုပ်ဝက်တဲ့အစီအစဉ်တစ်ခုကိုစတင်လိုက်ပါတော့တယ်။ကျမရဲ့တံပြန်လှုပ်ရှားမှုကိုသူကလုံးဝမသိပဲကျမရဲ့သမီးရင်းကသူ့သမီးလို့ထင်နေတဲ့ရက်စက်တဲ့အထင်မှားမှုကြီးထဲမှာနှိမ့်မုန်းနေခဲ့ပါတယ်။သူကကျမရဲ့သမီးလို့ထင်နေတဲ့သူ့ရဲ့သမီးရင်းလေးပေါ်မှာတော့ဘာမှမေတ္တာမှမရှိပဲအေးဆက်ဆက်ဆံပြီးဒုက္ခပေးခဲ့တာပါ။တစ်ဖက်မှာလည်းသူကကျမရဲ့သမီးရင်းလေးကိုတော့သူ့သမီးလို့ထင်ပြီးလွဲမှားနေတဲ့တန်ရောစင်တွေနဲ့နွေးနွေးထွေးထွေးပြုစုပြောင်းထောင်ခဲ့ပါတယ်။ကျမကိုနာကျင်စေဖို့အတွက်ကျမရဲ့သမီးရင်းလေးကိုလူပုံအလဲမှာအဆက်ခွဲတာမျိုးထိလုပ်ပြီးသူ့ရဲ့အာဏာကိုပြသခဲ့ပါသေးတယ်။ဒါပေမဲ့သူ့ရဲ့ဒီလိုဟန်ဆောင်မှုတွေကတော့အတိတ်ပဲမရှိတဲ့ပြက်လုံးတစ်ခုလိုပါပဲ။သူကိုယ်တိုင်ကဒီပြက်လုံးရဲ့လှောင်ပြောင်ခံနေရတဲ့သူဖြစ်နေမှန်းသူကိုယ်တိုင်တော့မသိခဲ့ရှာပါဘူး။သူတို့နှစ်ယောက်ရဲ့အရွယ်ရောက်ချင်းအထိမ့်မဲ့အခမ်းအနားတွေကတော့တယောက်နဲ့တယောက်အပြိုင်ဆိုင်တွေကြားမှာကျင်းပဖို့အဆင်သင့်ဖြစ်နေပါပြီ။သူ့ရဲ့မောင်လေးကတော့သူ့ရဲ့ကစားကွက်ထဲကရုပ်သေးရုပ်တစ်ခုလိုပါပဲ။ကျမရဲ့သမီးရင်းလေးကိုပဲတန်မိုးကြီးလက်ဆောင်တွေပေးခဲ့ပြီးသူကိုယ်တိုင်ရဲ့သမီးလို့ထင်နေတဲ့ကလေးမလေးကိုတော့လစ်လူရှုခဲ့ပါတယ်။ကျမရဲ့တငယ်ချင်းမရဲ့သမီးလေးကတော့ဒဏ်ရာတွေနဲ့လက်မှာပတ်တီးစီးထားရတာကိုကြည့်ချင်းအဖြစ်သူဘလောက်တောင်ဒုက္ခရောက်နေလဲဆိုတာသိတာနေပါတယ်။ဒါပေမဲ့ဒီတငယ်ချင်းမကတော့လိန်ညာမှုတွေနဲ့မျက်စိကန်းနေတာမှုစိုးရင်စိတ်တစ်ဆက်ကလေးတောင်မရှိခဲ့ပါဘူး။ဒါပေမဲ့ကျမရဲ့သမီးလေးရဲ့လက်ချောင်းမှာအဆင်းရလေးတစ်ခုလောက်ဖြစ်သွားတာနဲ့တင်သူကဒေါသကြီးနဲ့ပောက်ကွဲပါတော့တယ်။ကျမကိုမိခင်ကောင်းတရားမဟုတ်ဘူးလို့အစိတ်လူပတ်တဲ့စကားလုံးတွေနဲ့ဆဲဆိုပြီးကိုတိလက်ရောက်ချင်းချောက်တဲ့အထိဖြစ်လာခဲ့ပါတယ်။သူ့ရဲ့မောင်လေးကတော့သူတို့ရဲ့ဟန်ဆောင်မှုတွေပျက်စီးမသွားအောင်ကြားထဲကနေအသေးအတန်တားဆီးပေးခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ကျမကတခန်းလုံးမှာရှိတဲ့သူတွေစိတ်ဝင်စားဖြစ်သွားစေမယ့်ကြေညာချက်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။အဲ့ဒါကတော့ကျမရဲ့အင်ပါယာကြီးကိုကျမရဲ့သမီးစီကိုလွှဲပေးမယ်ဆိုတာပါပဲ။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့သူ့ရဲ့မျက်နှာပေါ်မှာအောင်နိုင်သူအပြုံးတစ်ခုပေါ်လာပြီးသူ့ရဲ့အစီအစဉ်တွေအောင်မြင်တော့မယ်လို့ထင်နေခဲ့ပါတယ်။သူကသူ့ရဲ့အောင်မြင်မှုအတွက်ပျော်မြူးနေခဲ့ပေမဲ့ရှေ့မှာဘာတွေဖြစ်လာတော့မလဲဆိုတာကိုတော့လုံးဝမသိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲဖုန်းလာတဲ့တစ်ခုကြောင့်သူအံ့ဩသွားပါတယ်။စေယုံကနေဖုန်းဆက်လာတာဖြစ်ပြီးရလက်တွေထွက်လာပြီးလို့အကြောင်းကြားလာတာပါ။သူလည်းပြပြတလဲနဲ့သူ့မောင်လေးကိုအဲ့ဒီအထောက်ထားတွေတွားယူခိုင်းလိုက်ပါတယ်။ကျမရဲ့သမီးလေးကတော့တခုခုထူးခြားနေတာကိုရိပ်မိပြီးအဲ့ဒီအစီရင်ခံစာကြောင့်မေးတဲ့အခါမှာတော့သူ့ရဲ့အမေကအထိတ်တလန့်ဖြစ်နေတာကိုဖုံးကွယ်ပြီးထူးထူးခြားခြားလက်ဆောင်တွေတစ်ခုပါလို့လိန်ညာပြီးပြောလိုက်ပါတယ်။အခမ်းအနားစတင်တဲ့အခါမှာတော့သူကသူ့ရဲ့သမီးရင်းလေးနဲ့ကျမရဲ့သမီးလေးကိုရှင်ပြီးထိုင်ခိုင်းထားပါတယ်။ဒါကသူတို့ကြားကကွာခြားချက်ကိုသိတာစေချင်လို့လုပ်လိုက်တဲ့အစီအစဉ်တစ်ခုပါ။ဧည့်သည်တွေကတော့အမှန်တရားကိုမသိကြတာမို့ကျမရဲ့သမီးရင်းလေးရဲ့ဝတ်စားစီရင်မှုကိုကြည့်ပြီးအထင်သေးတဲ့အကြည့်တွေနဲ့ကြည့်နေကြပါတယ်။ဒါပေမဲ့ကျမရဲ့တငယ်ချင်းမကတော့သူ့ရဲ့ရုပ်မာတဲ့အကြံစီတွေအောင်မြင်နေပြီလို့ထင်ပြီးကျဉ်းနေခဲ့ပါတယ်။ကျမရဲ့သမီးရင်းလေးရဲ့မပြည့်စုံမှုတွေကကျမရဲ့ဆိုးဝါးတဲ့တုန်တင်မှုတွေကြောင့်လို့သူကလှောင်ပြောင်ပြီးပြောဆိုခဲ့ပါသေးတယ်။ကျမကကုမ္ပဏီကိုကျမရဲ့သမီးရင်းလေးတကယ်တော့သူ့ရဲ့သမီးရင်းစီကိုတရားဝင်လွှဲပေးလိုက်တဲ့အခါမှာတော့သူကအရန်ကိုဝမ်းသာအားရလက်ခုပ်တီးနေခဲ့ပါတယ်။သူကအောင်နိုင်သူတယောက်လိုမနေနိုင်တော့ပဲစင်ပေါ်ကိုတက်လာပြီးငါကပဲသူ့ရဲ့မိခင်ရင်းပါလို့အော်ဟစ်လိုက်ပါတော့တယ်။လွန်ခဲ့တဲ့16နှစ်ကမနာလိုတဲ့ဆရာဝန်တယောက်ကကလေးတွေကိုလဲလိုက်တာပါလို့လောက်ကျန်ဇလန်းစင်ပြီးပြောဆိုလိုက်ပါတယ်။ကျမကတော့ဘာမှမသိသလိုဟန်ဆောင်နေခဲ့ပေမဲ့ရင်ထဲမှာတော့ရင်ခုန်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့မောင်လေးကအထောက်ထားအစီရင်ခံစာကိုကင်ပြီးရောက်လာပါတယ်။အဲ့ဒီအစီရင်ခံစာကိုကျမဖတ်လိုက်ရတဲ့အချိန်မှာတော့မယုံနိုင်စရာအမှန်တရားကြီးကြောင့်အံ့ဩသွားသလိုမျိုးဟန်ဆောင်လိုက်ပါတယ်။ဘာလို့လဲဆိုတော့အခုမှပေါ်ထွက်လာတဲ့အမှန်တရားကသူထင်ထားတာထက်ပိုပြီးရှုပ်ထွေးနေတယ်လို့သူဘယ်တော့မှမတွေးထားမိတဲ့အထိပိုပြီးကြောက်စရာကောင်းနေလို့ပါပဲ။